စွန့်လိုမျိုးခါကသေးတယ်တင်တဲ့ပေါင်နဲ့ကကြီးပြီးတုတ်တယ်ဆိုတဲ့ဓမ္မတွေကဒီပြဿနာကိုရင်ဆိုင်ရတယ်စွန့်ကိုယ်တိုင်လည်းဒီပြဿနာကရင်ဆိုင်နေရတော့ Hello စွန့်ပါဒီနေ့ကတော့တဲငယ်လိုတဲကြီးတို့ရဲ့ဗီဒီယိုထဲမှာကိုနဲ့ခါဆိုင်မတန်နဲ့အရင်ကြီးပြီးခြောက်နေတဲ့ဂျမောင်းမီတွေကိုဘယ်လိုဝတ်လို့ရလဲဆိုတာကိုပြောပြပေးသွားမှာပါနော် online shop ကနေတဲငယ်တို့တဲကြီးတို့ကပစ္စည်းတွေမှားလိုက်တယ်ဘောင်းမီမှားလိုက်တယ်ပေါ့နော်ခါဆိုင်မတန်ဘူးကြီးနေတဲ့ပြဿနာဆိုတာဖြစ်တတ်တယ်အဲ့လိုဖြစ်တတ်တဲ့ပြဿနာကိုဖြေရှင်းလို့ရတဲ့နည်းကိုဒီမှာပြောပြပေးသွားမှာပေါ့နော်စွန့်လိုမျိုးပေါ့နော်စွန့်လိုမျိုးခါသေးမယ်တင်တဲ့ပေါင်နဲ့ကခါတဲ့ကြီးပြီးတော့တုတ်နေတဲ့သမားတွေကဒီပြဿနာကိုရင်ဆိုင်ရတယ်စွန့်ကိုယ်တိုင်လည်းဒီပြဿနာကိုရင်ဆိုင်နေရတော့မယ်အဲ့ဒါဘာပြဿနာလဲဆိုရင်ဂျမောင်းမီတော့ဝဲတယ်ကိုနဲ့ခါတက်တဲ့ဂျမောင်းမီဝဲမယ်ဆိုရင်တင်တဲ့ပေါင်နဲ့ကမတန်ဘူးကိုနဲ့ကြက်နေတယ်အဆင်မပြေဘူးပေါ့နော်ဆိုတော့တင်တဲ့ပေါင်နဲ့တန်ဖို့ဦးစားပေးပြီးတော့ဝယ်လိုက်တယ်ဆိုတော့ဘာပြဿနာထပ်ဖြစ်လဲဆိုတော့ခါချောင်နေတယ်မတက်နိုင်ဘူးလေနော်တင်တဲ့ပေါင်နဲ့တန်ဖို့ကအရေးကြီးတာကိုအဲ့တော့ခါအချောင်လိုက်လဲဝယ်ခဲ့လိုက်တယ်ပြီးတော့ဘာလုပ်ရလဲဆိုတော့ဆက်ချုပ်ဆိုင်ပြေးရတယ်ဆက်ချုပ်ဆိုင်ပြေးပြီးတော့ဘယ်နှလက်မဆိုဘယ်နှလက်မချက်ပေးပါအောင်ကျင်းပေးပါအောင်ပေါ့အဲ့လိုပြောပြီးတော့ဝေးရတယ်ဆိုရင်ကိုယ်တိုင်လည်းခုထက်တည်းအဲ့လိုလုပ်နေရတော့မယ်ဒီဂျမောင်းမီဆိုလည်းမြင်အလားတော့မသိဘူးပေါ့နော်ဆိုရင်ဒီဘက်မှာကျင်းထားတယ်ကျင်းပြီးတော့ဝေးရတယ်ပေါ့နော်ဆိုရင်ကြတော့အများကြီးကျင်းစရာမလိုဘူးဘာလို့လဲဆိုရင်ကချက်ပြဝေးရတာကြိုက်တယ်ဒါပေမဲ့ဒီဗီဒီယိုကြည့်နေတဲ့တန်းငယ်တို့တဲကြီးတို့ကချက်ပြဝေးရတာမကြိုက်ဘူးဆိုတဲ့လူတွေကပြဿနာကိုဖြေရှင်းလို့ရတဲ့နည်းလမ်းတွေကိုဆန်ကဒီဗီဒီယိုမှာဝတ်ပြသွားမှာလုပ်ပြသွားမှာပေါ့နော်အဲကျိုးတချိုးပဲလုပ်ပါမယ်နော်တချို့ဆိုင်ကိုမပြေးလိုက်ရဘူးသွားပြီးတော့မကျင်းလိုက်ရဘူးအချိန်ရှိလို့မသွားလိုက်ရဘူးဒါပေမဲ့ဘုကလည်းလူနေပြီဆိုရင်ဒီတန် trip တွေကိုတန်းကြည့်ပါလို့เนาะအသုံးဝင်ပါတယ်လို့တိုင်းရင်းအောင်ပို့ဖြစ်ပြီးတယ်လို့เนาะပြောချင်ပါတယ်ကဲဒါဆိုရင်ဗီဒီယိုကိုဒီမှာပဲဆုံးဖြတ်လိုက်ပါတော့မယ်เนาะနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲသက်သာ